တော်တော်ရှုပ်တဲ့ထိုင်းစကားခိုင်ကြီးတို့တွေလည်းလေထိုင်းဘာသာစကားကိုသင်ယူလေ့လာတော့ငါဒီထိုင်းဘာသာစကားရဲ့အရှုပ်တော်ပုံကြီးထဲမှာမူးချနေဘူးတွေပေါ့နော်အဲ့ဒါကြောင့်မလို့ခိုင်ကြီးတို့ဒီစသင်မယ်ဆိုတော့ကြတော့ထိုင်းဘာသာစကားနဲ့ပတ်သက်ပြီးတော့ဒီသင်ယူ course ကလေးတွေဆွဲတဲ့သင်ယူ course ဆွဲတဲ့အခါမှာလည်း point of view မျိုးစုံကနေပြီးပြန်ပြီးတော့သုံးသပ်ကြည့်တယ်ပေါ့နော် review မျိုးစုံလုပ်တယ် report မျိုးစုံလုပ်ပြီးတော့ဖတ်ကြည့်တယ်ပြီးလို့ရှိရင် infographic တွေထုတ်ကြည့်တယ်အခုနောက်ပိုင်းမှာတော့ audio review တွေလည်းလုပ်ကြည့်တယ်ပေါ့နော်ဒီ video လေးမှာ audio review လုပ်တဲ့အကြောင်းလေးကိုနည်းနည်းလေးထပ်ပြီးတော့ကြာပြောပြပေးခြင်းတယ် audio review လုပ်တယ်ဆိုတော့ခိုင်ကြီးတို့အလွယ်ကူဆုံး AI ကိုသုံးပြီးတော့ကြာတော့လုပ်တယ်ပေါ့နော် AI ကိုသုံးပြီးတော့လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကတော့ထင်သာမြင်သာရှိအောင်အင်္ဂလိပ်စကားနဲ့နှိုင်းယှဉ်ပြီးတော့ပြောပြပေးတယ်အင်္ဂလိပ်စကားမှာဆိုလို့ရှိရင်နဲ့နေနဲ့ငါနဲ့လို့ပြောခြင်းအိုင်နဲ့ယူနဲ့ဆိုတဲ့စကားလုံးပဲနှလုံးနဲ့ပဲရှိတယ်တဲ့ဒါပေမဲ့တိုင်းဘာသာစကားမှာကကျွန်တော်အိုင်လို့ပြောခြင်းတဲ့အခါမျိုးမှာမျိုးစုံပြောတယ်ပေါ့နော် formal ကြပြောခြင်းနေဆိုရင်ဖုံကျွန်တော်ယောက်ျားလေးတွေမှာသုံးတယ်တကယ်လို့ကိုကမိန်းကလေးဖြစ်နေတယ်ဆိုရင်ဒီခြံလို့ပြောင်းပြီးတော့သုံးရတယ်ဒါမှမဟုတ်လို့ရှိရင်ပုံမှန်အတိုင်းပဲသုံးခြင်းနေဆိုလို့ရှိရင်တော့ခြံလို့ရာလို့ဆိုတဲ့စကားလုံးတွေရှိတယ်တငယ်ချင်းရင်းနှီးတယ်ဆိုတဲ့ကူးဆိုတဲ့စကားလုံးတွေလည်းရှိတယ်လို့မျိုးဒါပေမဲ့ဒီကူးဆိုတဲ့စကားကခင်ဗျားတို့ foreigner နိုင်ငံသားတစ်ယောက်အနေနဲ့ဆိုလို့ရှိရင်တော်တော်လေးကိုview ဆိုင်ပြီးသုံးလုံးရမယ်စကားလုံးထဲမှာပါတယ်ပေါ့နော်ဒီဟာကခိုင်ကြီးတို့လူချင်းပြောတဲ့အသုံးအနှုန်းတွေပဲရှိသေးတယ်ဘယင်နေနဲ့သုံးလုံးတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုမျိုးသုံးမလဲမူးမတ်တွေနန်းတွင်းအတိုင်းဝိုင်းနေနဲ့သုံးလုံးတဲ့အခါမှာဘယ်လိုသုံးမလဲပြီးလို့ရှိရင်ဖုန်ကြီးတွေယဟန္တာတွေနဲ့သုံးလုံးတဲ့အခါမှာဘယ်လိုမျိုးသုံးမလဲဆိုတဲ့အသုံးအနှုန်းတွေကလည်းထပ်ပြီးတော့ကြတော့ရှိသေးတယ်ဆိုတဲ့အချက်ကိုထောက်ပြလာတယ်နားထောင်လိုက်တော့ကြအော်ဟုတ်တာပဲเนาะရင်တော့ကခန်းစားခဲ့ရတယ်ထိုင်းဘာသာစကားကတော်ရှုပ်တာပဲဆိုတဲ့ခန်းစားချက်မျိုးပြင်ပြီးတော့ကြတော့ဖြစ်တယ်ပေါ့နော်ဒီထဲမှာရောထိုင်းစကားလေ့လာနေတဲ့သူတွေဒီလိုခန်းစားချက်မျိုးရှိလားရှိတယ်ဆိုလို့ရှိရင်အောက်က comment မှာပြောပြပေးသွားပါအောင်เนาะဒါနဲ့လေစကားမဆက်ခင်ကြီးတို့ရဲ့ထိုင်းဘာသာစကားသင်တန်းကျောင်းမှာထိုင်းဘာသာစကားတက်လို့တယ်ဆိုလို့ရှိရင်စာရေးတာဖတ်တာဒီထိုင်းစကားလုံးတွေကိုရေးတတ်ဖတ်တတ်စရာမလိုဘဲနဲ့စကားပြောကြည့်ပဲတည်တံ့ဖွင့်ပေးထားတဲ့အတန်းလေးတွေရှိပါတယ်ဒီအတန်းမှာကသင်ရိုးစာအုပ်ထဲမှာပါတဲ့အစာတွေကိုပဲသင်ပေးတာမျိုးမဟုတ်ဘဲနဲ့ဒီစာတွေကိုအခြေခံပြီးတော့ကိုယ့်ရဲ့လက်တွေ့ဘဝမှာပြင်ပြီးတော့သုံးလို့ရအောင်သင်ပေးပါတယ်ဒီလိုမျိုးသင်ကြားပေးတဲ့အခါမှာကျောင်းသားတွေကိုအုပ်စုဖွဲ့ပြီးတော့ကြတော့လေ့ကျင့်ပြောကြားခိုင်းတဲ့လူမျိုးတယောက်ချင်းစီဘိုင်နင်းတက်ပြီးတော့ကြတော့ခေါ်ပြီးတော့ပြောခိုင်းတာမျိုးတွေလေ့ကျင့်ခိုင်းတာမျိုးတွေလည်းရှိပါတယ်ဒါကြောင့်မလို့သင်တန်းတက်ပြီးတော့ကြတော့မပြောရဲဘူးပြောမထွက်ဘူးဆိုတော့ကျောင်းစိတ်ကိုလည်းသင်တန်းကျောင်းမှာတစ်ခါတည်းဖြည့်ရှင်းပေးပါတယ်တကယ်လို့ဒီအတန်းလေးတွေကိုတက်ချင်တယ်ဆိုလို့ရှိရင်တော့အောက်က comment မှာ TS2 လို့မှန်းခဲ့ပေးပါ